ကဲဒီနေ့ဗီဒီယိုတော့မှခင်စောပြမှာပါဟာဘာလို့မသိဘူးနောက်တော့ခင်စောမရလိုက်နောက်တော့ခင်စောပြမယ်ကဲဒါတဲ့နောက်တော့ခင်ပါဟာကျိုးသွားပြီပြန်စောပြမယ်ဟာလို့ပြန်စောပြမယ်တော့ပြန်နောက်တော့ခင်ပါတွတ်တာကျတော့တာဘာလို့နောက်တော့ခင်ပါဖောက်မယ်တကယ်မရဘူးတကယ်ဒီတိုင်းခဲရစောတာကျမခွေးပြေသွားတယ်လို့ဟုတ်ကဲ့နောက်တကယ်စောပြကဲဒါလေးကတော့ဒါလေးစောပါပါဒီဟာကိုဒီမှာတက်မယ်ဒါလေးကတော့ရိုးသားဖြောင်းမှတ်တာပါဒါလေးဝတ်တာပါကျမမှန်သွားပါပြီနောက်တစ်ခုစောပြပါမယ်ဒါလေးကတော့အဲ့ဒါပီဇာတက်တာယေးပဲအောက်နေတာဆိုတော့ဒါချီပါရောရောအဲ့တော့ကျမမှန်တော့နောက်တစ်ခုစောပြပါအဲ့တော့ကျမကြိုက်တဲ့ဆော့ရွေးပါအာလူကြော်တော့ကျမကြိုက်ဆုံးပဲဒါပေမဲ့တက်ကထားစရာတွေအများကြီးကြံရဆိုကျမ2လောက်မှထားပါပဲတီးရတော့ no ပဲเนาะကျမထိုင်မဲ့နည်းနည်းတော့ကြိုက်တယ်အဲ့မှာခရင်ချင်းတီးတော့ကွန်ပျူတာတော့ကျမကြိုက်တဲ့အတွက်ကြောင့်9လောက်မှထားလိုက်ပါမယ်ပြီးထမင်းအရန်ကြိုက်တော့ပြီးဒါအရန်ကြိုက်တယ်တိတ်တော့မကြိုက်တော့ချမစားဘူးလေဒါကြောင့်ခေါက်ဆွဲပြောတော့ favorite ဖြစ်ဆုံးပဲလေးပေါ့ဘာကတော့ကျမတိတ်မစားပြတော့တိတ်တော့မကြိုက်ပါဘူးအဲ့ဒါမစားဘူးကြိုက်တယ်မကြိုက်ဆူရှီကတော့ကျမစားချင်တယ်မစားဘူးတော့အဲ့ဒါကိုပေါ့နော်စားဘူးမကြိုက်လည်းမကြိုက်ခေါက်ဆွဲတော့ရမ်းကြိုက်တယ်ရှင်ကျမရဲ့ကွက်တိပဲဒါလေးကတော့ကျမကြိုက်တဲ့ဥစ္စာတွေရွေးထားတာပါနောက်တစ်ခုပါဒါနဲ့ဒီဗီဒီယိုလေးကိုကြိုက်ရင် like and subscribe လုပ်ပါနောက်လည်းကြည့်တော့ကဲဒါလေးတော့ဒီရပါOh my god what the fuck နောက်တစ်ခုပါဗီဒီယိုပြီးတော့မှနောက်ဆုံးတစ်ခုပါဒါလေးလည်းကျမကြိုက်တဲ့ဥစ္စာကိုရွေးပါကျမမြင်ယူလိုက်ပါဒါပေါ့မကြိုက်တဲ့အတွက်ကြောင့်တာလေးပါOh my god ဒါလေးကျမကြိုက်ဆုံးပဲBye bye